တရားလည်းနားလို့မရဘူးလေတရားနာမယ်ဆိုတနားရီလောက်ကြာအောင်မှာဖုန်းကအားမရှိဘူးအားပြန်သွင်းရအောင်မှာဖုန်းကတစ်လုံးမရှိညီမလေးတယောက်ကတော့ तू ကတရားစခန်းကိုပုံမှန်သွားတယ်တဲ့ तू ကလည်းအဲ့ဆက်လေးဖြစ်နေတာဒါပေမဲ့သူ့မှာကြတော့ယောက်ျားရှိရယ်သားသမီးရှိရယ်မိဘတွေရှိရယ်အတိုင်းဝိုင်းနေအချမ်းရံနေအများကြီးရှိရယ်သူ့ကိုလှုပ်ပေးကိုင်းမိမယ်အစင်းနဲ့စားရုံပဲလက်တင်ပြီးထမင်းစားရုံပဲအဲ့တော့ तू သွားနိုင်တာပေါ့နောက်ပြီးတော့ तू မဆန်ထုတ်ပေးမယ်အဖေမေလည်းရှိရယ်ဆေးကုပေးမယ်လူတွေရှိရယ် तू ကနိုင်ငံခြားကနေပြီးတော့လှမ်းပြီးတော့ဆေးပို့ပေးမယ်လူလည်းရှိရယ်အဲ့တော့ဆို तू က control ရတာပေါ့နော် तू ကကြာဘူးမှမရှိဘူးတယောက်တည်းခေါင်းပေါ်မှာယောဂဝင်တော့ဝင်ပိုးကြီးကိုထမ်းပြီးတော့ဒါပေမဲ့အခုက SLD တခုတည်းလည်းမဟုတ် SLD လောက်ကြီးဆိုးတာမဟုတ်ဘူး तू ကအဆိုင်ဖြစ်တာအဓိကအဆိုင်ရလဲကျမကြီးကကုတော့ကုတာပဲလေဒါပေမဲ့ဖြစ်နေမှာတစ်သက်လုံးဖြစ်နေမှာကင်ဆာမဟုတ်လို့တော်သေးရပေါ့နောက်ပြီးတော့ဒီအခုအသေးရတခါအသေးဖြစ်တယ်ဆိုတာလဲ University တွေနေတောက်လို့ဖြစ်မှာပေါ့လေစီးစီးတောက်လိုက်တော့လေဟိုကြောက်ကတခါဖြစ်ပြန်ရောအမေကိုလည်းဖြူရိုစီမတ်တွေတိုက်တာငါအဲ့တုန်းကာဒီယိုလောဂျစ်ကတိုက်တာတွေ့ဘူးဒါပေမဲ့အမေအဲ့လိုမျိုး NS တွေပြန်သွင်းရတယ်မရှိငါကြောက်ကတိတ်မကောင်းတယ်မှာကြောက်ကမကောင်းဆိုတော့လေဒီ SLD ကကြောက်ကကိုထိနေရလဲဖြစ်နိုင်တာပေါ့နော်အတိကပင်မကတော့အဲ့ဒီယောဂပဲ strong positive ဆိုတော့ तू ကရှောက်ပြီးတော့တကူလုံးမှာရောင်ကိုင်းတာဒီ CRP တို့ ESR တို့မတက်ပင်မဲ့လေ तू ကတော့ထိနေရပဲလေတွေးတိုးတာကသူ့ကြောင့်ဖြစ်မှာပေါ့တွေးတိုးရကျင်းတာလေဒီယောဂါကြောင့်ပဲအခုကပြောမဲ့လူနားထောင်မဲ့လူမရှိရဲ့ခါကြတော့အဖေကအိတ်နေအယိုးကျိုးတာမသိနိုင်ဘူးသူကဒီယောဂါတွေစိတ်လည်းမဝင်စားနားလည်းမထောင်ခြင်းဘူးမှတ်လည်းမမှတ်မိဘူးအဲ့ဆိုကိုကဒီမှာ YouTube မှာပဲပြောနေရတာပေါ့နော်ရင်ဖွင့်တာလေပောက်ကွဲနေရ